အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့တစ်ချက်က Grade 3 Chemistry Chapter 1ရဲ့ Article 1.4 Overall Revision လေးကိုပြောပြတော့မှာဖြစ်ပါတယ်1.4 မှာဆိုလို့ရှိရင်ဒါတို့တမီးတို့အနေနဲ့ကဘာတွေအကြောင်းလေ့လာရမလဲဆိုလို့ရှိရင် intermolecular forces တွေအကြောင်းကိုလေ့လာရမယ်ပေါ့နော် intermolecular force မှာဆိုလို့ရှိရင်အရှိမတော့မိတ်ဆက်ခဲ့တဲ့အတိုင်းသူက van der Waals force နဲ့ hydrogen bonding ဆိုပြီးရှိတာဒါလေးကိုနားမလည်ခင်မှာသူကပထမဆုံးအနေနဲ့မိတ်ဆက်ကဘာလာလဲဆိုလို့ရှိရင် polar နဲ့ non polar ပေါ့နော်ဒါတို့ခြေကအတူကောက်ရေးထားတာပေါ့ polar molecule နဲ့ non polar molecules တွေကဘယ်လိုမျိုးလဲဆိုတာကိုသူကပြောထားတယ် polar ဆိုတာကတော့ဒီ covalent bond တွေမှာဆိုလို့ရှိရင် electron ကိုပေါ့နော်တစ်ခုနဲ့တစ်ခု share ကြတယ် share ပြီးမှ covalent bonds တွေဖြစ်လာတယ်အဲ့ဒါကိုအဲ့လို share တဲ့အချိန်မှာ unequally electron တွေကို unequally attracted လုပ်တဲ့အချိန်မျိုးပေါ့နော်တစ်ခုနဲ့တစ်ခုကဥပမာပြောရမယ်ဆိုရင် HCl ဆိုတဲ့ hydrogen chloride bond တွေမှာဆိုလို့ရှိရင် electron negative များတဲ့ Cl က electron ကိုပို့ပြီးယူလိုက်တယ်အဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင် partial positive နဲ့ partial negative ဆိုပြီးတော့ဒါတချေတို့က dipole လေးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုအခါမျိုးမှာဆိုရင်ဒါကိုတချေတို့က polar molecule လို့ခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီဖက်စာအုပ်ထဲမှာဆိုလို့ရှိရင်လေသူက total dipole moment က0မဖြစ်ဘူးဆိုလို့ရှိရင် polar 0ဖြစ်တယ်ဆိုလို့ရှိရင် non polar ဒါမျိုးနဲ့တွားပြီးတော့လေ့လာရတာရှိတယ်ပေါ့နော် non polar molecule ဆိုလို့ရှိရင်တော့ဒါခုနပြောခဲ့သလိုပဲ total dipole moment မရှိဘူးဆိုလို့ရှိရင်တော့ဒါ non polar molecule တွေအဲ့ဒါဟိုမှာဘယ်လို molecules တွေက polar ဖြစ်ပါတယ်ဘယ်လို molecules တွေက polar မဖြစ်ဘူးဆိုတဲ့အကြောင်းလေးကိုဖက်စာအုပ်ထဲမှာ just ရအနေနဲ့ပေးထားတယ်အဲ့ဒါလေးကိုဒါတို့တမီတို့ချက်ရမယ်နောက်တစ်ခုကကြတော့ vector diagram ဆွဲပြီးခါကြတော့ polar ဟုတ်မဟုတ်စဉ်းစားတဲ့ဟာပေါ့နော်အဲ့ဒီအပိုင်းလေးတွေကိုလေ့လာရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတချေတို့က van der Waals force နဲ့ hydrogen bonding ပေါ့ဒီ intermolecular force မှာဆိုရင်အဓိက2မျိုးပဲပါတယ်အဲ့ဒါလေးကတော့ဒီ van der Waals force ရဲ့နောက်တစ်ခုကကြတော့ hydrogen bonding ရဲ့ပေါ့နော် van der Waals force မှာသူက3မျိုးထပ်ခွဲတာ3မျိုးထပ်ခွဲတာက dipole interaction ion dipole interaction London dispersion force ဆိုပြီးတော့ dipole interaction ကပြောရမယ်ဆိုလို့ရှိရင် polar molecule နှစ်ခုကြားမှာဖြစ်လို့ရှိရင် dipole interaction ပေါ့ဥပမာခြေတို့ကဒီ HCl နှလုံးကြားမှာပေါ့နော် HCl ဆိုတာ polar molecule ဖြစ်တဲ့အတွက်ကြောင့်ဒီရဲ့ HCl နှလုံးကြားမှာတက်ရောက်တဲ့ဒီ interaction လေးအပြန်အလှန်တက်ရောက်အားလေးကိုကြောင့်ခြေတို့က dipole interaction လို့ခေါ်တယ်။တနည်းအားဖြင့်ပြောလို့ရှိရင် partially positive နဲ့ partial negative နဲ့ပေါ့နော်။သူ့ချင်းကြားမှာတွားပြီးတော့တက်ရောက်တာမျိုးဒီလိုမျိုးတွားပြီးတက်ရောက်တာမျိုးခြေတို့ကဒါ dipole interaction လို့ခေါ်တယ်။ ion dipole interaction ကခါကြတော့ ion တခြားတို့တွေအရှိမတွေးခဲ့တဲ့ ion နဲ့ bounce က molecule တစ်ခုပြိုကွဲသွားတဲ့ဆိုပါစို့ဖက်စာအုပ်ထဲမှာဆိုလို့ရှိရင်သူက NaOH နဲ့ပေးထားတယ်ပေါ့နော် NaOH ပြိုကွဲသွားပြီဆိုလို့ရှိရင် Na+ ရဲ့ OH- ရဲ့ဆိုပြီးတော့ဒါလုံးဝ ion ကြီး positive ion နဲ့ negative ion ကတ် ion နဲ့ anion တွေဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့ ions တွေက partial positive partial negative လေးနဲ့တွားပြီးတော့တွဲတာမျိုးပေါ့နော်ဥပမာရေဆိုလို့ရှိရင် water molecule ဆိုလို့ရှိရင်ဘယ်လိုပုံစံရှိမလဲဆိုရင်ဒါတစ်ချေကတော့အကြံလေးပြောပြတာပေါ့နော် water molecule ဆိုသူ့ရဲ့ structure ကိုဒီမှာတစ်ချေတို့က dipole moment စဉ်းစားတဲ့အချိန်မှာ Vesper model နဲ့စဉ်းစားရမယ်အဲ့ဒါလေးကိုတော့တစ်ချက်သတိထားရမယ်ပေါ့နော်ဒီမှာဆို hydrogen က partial positive oxygen ကကြတော့ partial negative oxygen ရဲ့ partial negative ဒီမှာတော့လုံးပဲလေးပုံမယ်ပေါ့နော် oxygen ရဲ့ partial negative နဲ့ဘယ်သူနဲ့တွားပြီးတော့ချိန်မလဲဆိုလို့ရှိရင်တွားပြီး interact ဖြစ်တာအခါကြတော့ဒီရဲ့ Na+ နဲ့တွားဖြစ်တယ်ပေါ့နော်ဒီနာ OH ရဲ့ negative နဲ့ဘယ်သူနဲ့တွားဖြစ်လဲဆိုရင်ဒီ Cl Cl တော့ဖြစ်ကုန်ပြီပြောရမယ်ဆိုလို့ရှိရင်ဒီ NaOH OH ရဲ့ negative နဲ့ပြီးလို့ရှိရင်ဘာရှိမလဲဆိုရင်ဒီ hydrogen က positive နဲ့ပေါ့နော်အဲ့လိုတွားပြီးတော့ interact ဖြစ်တာကိုကြတော့ခြေတို့က ion dipole interaction လို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ London dispersion force ပေါ့သူကတော့တကယ်ရှိရလားဆိုလို့ရှိရင်တော့မဟုတ်ဘူးဒီရဲ့ van der Waals force ထဲမှာဆို weakest အဖြစ်ဆုံးပေါ့နော်အားအနည်းဆုံး van der Waals force ဖြစ်တယ်သူကခါကြတော့ဒီလိုမျိုး dipole တွေပြီးလို့ရှိရင်နောက်တစ်ခုကဒီ ion တွေရဲ့ positive negative တွေကြောင့်ဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့သူက temporary instantaneous dipole တွေကြောင့်ဖြစ်လာတာတယောက်နဲ့တယောက်ပေါ့နော်ညှို့ပြီးမှဖြစ်လာတာ induced dipole လေးတွေပေါ့သူကဘယ်မှာဖြစ်လဲဆိုလို့ရှိရင်ဒီလို total dipole moment လည်းမရှိဘူး positive negative charge လည်းမရှိဘူး non polar molecule ချင်းကြားမှာတွားပြီးတော့ဖြစ်တယ်ဖက်စာအုပ်ထဲမှာဆိုလို့ရှိရင်ဒါတို့တမီတို့ကိုဒါ helium အတန်ရဲ့ example နဲ့ပေးထားတယ်ပေါ့နော်အဲ့ပြီးနောက်တစ်ပိုင်းကကျတော့ဘာတွေလာမလဲဆို hydrogen bonding ကြောင်းလာမယ် hydrogen bonding မှာဆို hydrogen bonding ဖြစ်ရမယ့်အချက်2ချက်ရှိတယ်အဲ့အချက်2ချက်လေးကိုလည်းကြည့်ရမယ်ပြီးလို့ရှိရင်ဒီဖက်စာအုပ်ထဲမှာပေးထားတဲ့ structure လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းလေ့ကျင့်ရမယ် acidic acid တို့ပြီးလို့ရှိရင်ဒီရေနဲ့ acidic acid ကြားမှာရှိရလားရေချင်းကြားမှာရှိတာလားအဲ့ဒီဟာလေးတွေကိုတွားပြီးတော့လေ့လာရမယ်ပေါ့နော်ဒါကတော့ဒီချိန်ကအချင်းချုံလေးပြောပြပေးတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ review exercise လုပ်ရမယ်အားလုံးပဲဒီအပိုင်းလေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါစေနော်